မင်္ဂလာပါဒီနေ့ကတော့ကြည်တို့ကတွန်တီမြို့လေးကိုရောက်နေတာဖြစ်ပါတယ်ဒါကတော့တာယာတီရွာလေးမှာပါအဲ့ဒါကိုကြည်တို့ကဒီနေ့ကမောင်းကိုချက်ပြီးတော့ဒါပစိုးဟင်းလေးရယ်ဒါကစက်သားလေးရယ်ဒါကကော်ဖီပန်းမွှကြော်လေးရယ်ဒါလေးကတော့ကမွန်းချင်ကြီးလေးတူစရာလေးရယ်စားမှာဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှင်မောင်းကိုချလိုက်မယ်နော်ပစိုးလေးခွာပြီးမယ်ကဲဒါလေးကပစိုးလေးကြည့်ကြရင်ချက်ထားပြီနော်ဒီဒေတာကကြာအေးတယ်တိလားညဘက်ဆိုအရန်အေးတာပြီးတော့လေဟိုကဘယ်လိုပြောမလဲတဘာဝစိတ်လန်းစုပြေးသွားတဲ့နေရာလေးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျေးဇူးပါတဘာဝစိတ်လန်းစုပြေးတဲ့နေရာလေးတော်တော်လေးရှိတယ်နော်မနော်ဘယ်နေရာလေးကြီးကောင်းနေတယ်မตัวนี้มาจะเซตตัวนี้ရှိတယ်ကန်ကြီးကုန်းကန်အော်ကန်ကြီးကုန်းကန်မနေ့ကကန်ကြီးကုန်းကန်ကိုရောက်သွားတယ်တော်တော်စီလို့သိလား Oasis ပုံစံလေးပဲအရန်ကောင်းတာကောင်းမယ်အေးကြလေလားမကြည့်စားချင်တယ်ထပ်ပေးပါအောင်ဒီမှာပေါ့ကဲဒါကတော့ဂေါ်ဘီပန်းမွှကြော်လေးပါဂေါ်ဘီပန်းမွှကြော်လေးရမ်းမိုက်ပါတယ်ကဲစားကြအောင်နော်ဒီမှာညညဒီလေးချစ်တော့ကျွေးတယ်လူအားပါမစားရကြတယ်နော်နော်စားဘူးလေကောင်းပါ这来这种呢，打到他们这里干嘛干？哎呀，我来打。这中间鸡里面嘛，鸡里面。သူကတော့တဘာဝဆန်ပြီးတော့အေးတာမမအိုးတကူကြီးပြရတယ်လေရှိရနော်ရှိရွှေစံတော်တို့ဘောင်းတော်ကျုပ်တို့ရှိရွှေစံတော်ဘောင်းတော်ကျုပ်တွေရှိတာဒီတော့မှဘယ်ညာရှိရပြီးတော့ဒီမှာဆိုဘောဒရာနော်ဒီဘောဒရာတို့စီးလေးတော်တော်စီးတာမလက်ကကြီးတို့ပေးသွားတာလေစီကားနေတာပါအမှပစ္စည်းတွေဟိုဟာဟင်းရွက်တွေတန်လို့ထင်တယ်တိုင်ကယ်နေလေလာဝယ်ကြအများကြီးပဲပြီးတော့သူကတွန်တေးရဲ့တန်းငါဖွံ့ဖြိုးရေးဒေသဆိုတော့အသားငါးတွေတက်တာငါးဆိုရင်အမြင့်ချင်းတွေတလောက်တွေပေါ်မှာပေါ့ဒီထက်စားတော့မှာရောကောင်းတယ်နော်ဒါတော့ကြက်တာတော့ကြက်စားပါရှင်တော့ကြက်စားပါရှင်ဒါလည်းပုံစွန်တုပ်ပေါ့နော်ဒီပစွန်တုပ်ပေါ့ထက်စားနော်ဒီပစွန်တုပ်ထက်စားပါရှင်ထက်စားပါရှင်နော်နော်ထက်စားပါမြစ်ပစွန်တုပ်ဒါလေးကတော့အတူရဆုံးဟုတ်ကဲ့ဆရာဒါတော့တခွားဒီလေးပါရှင်ရောဟုတ်တယ်နော်